ကမ္ဘာရေနံဈေးနှုန်းတွေတက်နေပေမဲ့ထိုင်းနိုင်ငံမှာတော့ဒီဇယ်ဈေးကိုအစိုးရကခိန်းချုပ်လိုက်ပြီးဖြစ်ပါတယ်။စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးအထာပိုရာဖီဘွန်းကဒီဇယ်1လီတာကို29.94ဘတ်နဲ့ပဲရောင်းချဖို့ရက်ပေါင်း15ရက်ကြာကန့်တက်လိုက်ကြောင်းဒီကနေ့2026ခုနှစ်မတ်လ4ရက်မှာထုတ်ပြန်လိုက်ပါတယ်။အရှေ့အလယ်ပိုင်းကစစ်ရေးတင်းမာမှုတွေကြောင့်ရေနံဈေးကစားတာကိုကာကွယ်ဖို့ဝန်ကြီးဌာနက War Room ဖွင့်ပြီးအနီးကပ်စောင့်ကြည့်နေတာပါ။အခုလက်ရှိမှာတော့ရေနံလောင်စာစီရန်ပုံငွေတွေကနေ1လီတာကို2.89ဘတ်နှုန်းစိုက်ထုတ်ကြခံပေးပြီးဈေးနှုန်းမတက်အောင်ခိန်းညှိပေးထားပါတယ်။ဝန်ကြီးချုပ်အနုတင်ချန်ဝရာကူကလည်း PTT အပါအဝင်စီဆိုင်အားလုံးဒီဈေးတိုင်းပဲရောင်းချဖို့အမိန့်ထုတ်ထားပါတယ်။အစိုးရဘက်ကတော့ထိုင်းနိုင်ငံမှာလောင်စာစီအလုံလောက်ရှိလို့ပြက်လက်မှာကိုစိုးရင်စရာမလိုကြောင်းအာမခံထားပြီးဒီ15ရက်ကန့်သက်ချက်ပြီးမှလည်းနောက်ထပ်ကူညီမှုတွေဆက်လုပ်သွားဖို့ရှိနေပါတယ်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။